Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ခုနကအရင်နေ့တုန်းကပေါ့နော်တင်ထားတဲ့ဒီမာလာရှန်ကိုလှုပ်ရှားထားတဲ့ဟာပေါ့နော်အမဲသားလေးနဲ့လှုပ်ရှားထားတဲ့ဟာလေးကိုပြန်ပြီးတော့မှချက်နီးလေးလာမျှဝေပေးတာပါပထမဆုံးအသားလေးတွေကိုကျမတို့ဒီ ABC ပေါ့ပင်ငံပြိုင်အနောက်ကလေးလာထည့်ပါတယ်ပြီးရင်တော့ဒီမှာအရသာမုတ်ပေါ့နော်အရသာမုတ်ရဲ့ချိုးမုတ်လေးရဲ့စားလေးနှင်းငယ်ရဲ့ထည့်ပြီးတော့နေထားလိုက်ပါတယ်ကျက်သွန်ဖြူလေးကိုလာပြီးနှုတ်ဆင်းထားလိုက်မယ်ပေါ့နော်အခွန်လေးတွေခွာပြီးတော့နှုတ်ဆင်းထားပါမယ်ပြီးကျမတို့ဖိုင်ဝါမုံငင်းလေးတွေကိုတုံးထားတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းလှီးရဲ့ခေါင်းလေးတွေလှီးပြီးတော့မှစားရည်လေးနဲ့စိန်ထားလိုက်ပါမယ်ရှည်နဲ့သူ့ကိုတော့နှစ်ထပ်သုံးထပ်ဆေးပြီးတော့မှစားရည်လေးနဲ့စိန်ထားမှာပေါ့နော်ကျမကစုံရွက်လေးလည်းတစ်စီးသုံးလိုက်တယ်နော်ကစုံရွက်လေးကတော့တင်တာမပြလိုက်ရဘူးရှင်ပြီးသွားရင်တော့ဆေးထားတဲ့စားရည်စိမ်ထားတာလေးတွေကိုအကုန်လုံးကိုဆဲပြီးတော့ရေစစ်ထားလိုက်ပါမယ်ကျမတို့ဒီဝါဦးကြာဆန်လေးကိုစီးထားပြီးတော့သူ့ကိုလည်းရင်လေးပုတ်ပတ်ထဲမှာထည့်ပြုတ်ပါမယ်အရွယ်လေးတွေကိုလည်းပြုတ်မယ်ပေါ့နော်ပြုတ်ပြီးတော့ရေအေးလေးနဲ့ပြန်ဆေးချပါတယ်စီစီကက်ကက်ကြီးမဖြစ်အောင်ပေါ့နော်အရွက်လေးတွေကိုလည်းခောက်ဆဲရတော့ရေပြန်ဆေးဖို့လိုတယ်အရွက်ကလည်းအေးသွားအောင်ခဏလေးအစိမ်းရောင်လေးဖြစ်နေအောင်လို့ရေဆေးချလိုက်ပါသေးရင်နော်အရွက်တင်နဲ့ဝါဦးကြာစာလေးနဲ့ပြုတ်ပြီးသွားပါပြီပြီးရင်တော့ကျမတို့စတင်ပြီးတော့စီတက်ဖို့အတွက်ပေါ့နော်စီလေးနှင်းငယ်ပဲသုံးပါမယ်ရှင်စက်သွန်ဖြူထည့်ပြီးတော့စီတက်ပါမယ်ဒီညမှာမာလာရှန်ကောကစလုံးကြီးမာလာရှန်ကောအနှစ်ထုတ်ကလေးပဲသုံးလိုက်တာပါလွယ်လွယ်ကူကူပေါ့နော်ဒါလေးကတစ်ခါချက်စားအနေတော်လေးဖြစ်ပါတယ်သူ့မှာလည်းစီလေးတွေလည်းပါတော့ကြတော့စီကိုနည်းနည်းရှော့ထည့်ထားတာပါရှင်အမအနှစ်ကလေးကိုအရင်ဆုံးသူ့အနှစ်ကလေးကြီးချက်သွားတဲ့အထိပေါ့နော်တေချာလေးစီလေးကိုစူနေအောင်တက်ပြီးတော့မှအမဲသားအရသာနေထားတာလေးကိုလာထည့်လိုက်ပါတယ်မဲသားလေးကိုလည်းရေလေးနဲ့ထည့်ချက်ပြီးတော့မှပေါ့နော်သူမဲသားလေးချက်တဲ့အထိတော့တရေလောက်တော့ချက်ပေးလိုက်ပါတယ်ရှင်အဲ့ဒါလေးချက်တော့မှပဲကျမတို့ကခုနကပြုတ်ထားတဲ့ဒီအတီးရွက်တွေနဲ့ကြာဆန်လေးတွေနဲ့ကိုလာထည့်မှာပါရှင်
ဒါပြီးရင်တော့အကုန်လုံးကိုတမတော့အောင်လေးပဲအိုးထဲမှာနည်းချင်းနေလိုက်တယ်ပေါ့နော်ပြီးတော့ကျွန်မပဲငံပြားလေးအယောင်လိုချင်လို့နည်းနည်းထပ်ထည့်လိုက်ပါသေးရဲ့ရှင်သူကတော့နည်းနည်းငံတဲ့အရာသားလေးအနည်းငယ်တော့ပါတယ်ပေါ့နော်ကျန်တဲ့အရာသားမုတ်တွေကတော့အများကြီးထပ်ထည့်ဖို့တော့မလိုတော့ဘူးအသားမှာတော့နေထားပြီးသားဆိုတော့အရွက်တွေနဲ့ဒီခောက်ဆွဲအတွက်ပဲအနည်းငယ်ထပ်ထည့်ပါတယ်အခုဆိုရင်တော့ကြက်သွားပြီပေါ့နော်အပူချိန်အများကြီးလည်းပြင်းစရာမလိုရှင်တို့အနှံ့သွားအောင်ပေါ့နော်အရှားသားလေးတွေနှံ့သွားအောင်အထီလေးပဲဆိုရင်ရပါပြီရှင်ဒါဆိုရင်ကျွန်မဒီပကံနဲ့ပဲထည့်ပြီးတော့မှစားလို့ရပါပြီရှင်အခုပြန်ပြီး voice over လုပ်နေနေပဲစားကြင်လာပြီပေါ့နော်မာလာရှန်ကိုဆိုရင်အရန်ကြိုက်တယ်ဘလို့ပဲချက်ချက်ခောက်ဆွဲဘယ်ဟာနဲ့ပဲထက်ချက်ချက်ကျွန်မတို့အရန်ကြိုက်ပါရှင်ရှင်တို့ရောမာလာရှန်ကိုဆိုရင်ကြိုက်ကြလားဘလို့ခောက်ဆွဲရနေစားရတာဖို့ကြိုက်လေပြပါနောက်ထပ် blog လေးလည်းထပ်တင်ပြီးပါအောင်မယ်ရှင် follow လုပ်ပေးကြပါအောင် issue ပေးတဲ့အတွက်အရောက်စီတန်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ပါမယ် thank you see you in the next video baka baka